မိတ်ဆွေများအားလုံးမင်္ဂလာရှိသောလွတ်လပ်ခင်းမလို့နှုတ်ခွန်းဆက်တာပါတယ်လူတစ်ယောက်မှာတနေ့တာလုံးလှုပ်ရှားသွားလာဖို့ရန်အတွက်ခန္ဓာကိုယ်မှာခွန်အားရှိနေဖို့ရန်အရေးကြီးပါတယ်ခွန်အားရှိစေဖို့ရန်မနက်စာကိုလူတိုင်းဟာသုံးဆောင်ကြပါတယ်ထိုနည်းတူပဲကျမတို့ဝိညာဉ်ရေးရာမှာလည်းခွန်အားရှိဖို့ဝိညာဉ်ရေးရာကျမ်းမာဖို့ရန်အတွက်လည်းနှုတ်ကပတ်တော်ဒီဟူသောဝိညာဉ်အစာကိုနေ့ရက်စဉ်တိုင်းသုံးဆောင်ဖို့ရန်သိအရေးကြီးပါတယ်။ဒါကြောင့်မလို့ဒီမနက်မှာဝိညာဉ်စာဖြစ်တဲ့နှုတ်ကပတ်တော်တစ်ပိုက်ကိုဖတ်ပြချင်ပါတယ်။ယောရှုမတ်စာခန်းကြီး14ပိုင်ငယ်9ဤနေ့ရက်၌မောရှိကသင်သည်ငါ၏ဘုရားခင်ထာဝရဘုရားနောက်တော်သို့လုံးလုံးလိုက်သောကြောင့်အကယ်၍သင်နှင်းသောမြေသည်အစဉ်အဆက်သင်၏အမွေသင်၏သားမြေတို့၏အမွေဖြစ်ရလိမ့်မည်ဟုကျိန်ဆိုလေ၏။အာမင်။ဖတ်သွားတဲ့နှုတ်ကပတ်တော်အဖြစ်အရောက်တိုင်းဖြာကောင်းချီးပေးပါစေ။